သုံးချက်နဂရဗေဒပညာရှင်ဆရာရန်နိုင်ကျော် TikTok အကောင့် Facebook အကောင့်နဲ့ YouTube Channel ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခါမြောင်းကြပါစေ။ဘေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်မှာကံရာသီဝါတွေအတွက်ကံကြမ္မာအကောင်းညံ့တွေကိုရှေ့တိုင်းနဂရဗေဒနည်းစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်။စက်တင်ဘာလ18ရက်နေ့ကနေအောက်တိုဘာလ18ရက်နေ့အတွင်းမွေးဖွားကြသူတွေဟာကံရာသီဝါများဖြစ်ကြပါတယ်။ကံရာသီဝါတွေအနေနဲ့2026ခုနှစ်အတွင်းမှာစိုးပြီလို့ထင်ထားတဲ့ငွေကြေးတွေပြန်လည်ရရှိတာမျိုးသူတို့ကလာပြီးတော့မှပေးတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ပေးထားတဲ့အကျွေးတွေပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။2025ခုနှစ်မှာရပ်တန့်ထားခဲ့ရတဲ့လုပ်ငန်းတွေရပ်တန့်သွားတဲ့လုပ်ငန်းတွေက2025ခုနှစ်မှာအနှုတ်လက္ခဏာဖြစ်နေပေမဲ့ဒီ2026ခုနှစ်မှာတော့လုပ်ငန်းတွေပြန်လည်ကောင်းမွန်တာလုပ်ငန်းတွေကိုပြန်လည်တိုးချဲ့တာအိုးအိမ်တိုက်တာတွေကိုပြန်လည်ပြုပြင်တာမျိုးတွေထပ်မံတိုးချဲ့တာမျိုးတွေကြုံတွေ့ရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်2026ခုနှစ်မှာတော့ဒီတစ်နှစ်တာကာလအတွင်းမှာဘယ်လုပ်ငန်းကိုပဲလုပ်အမှားနဲ့အမှန်ကိုခွဲခြားပြီးတော့မှလိမ့်မှာပတ်နက်နဲ့အလုပ်လုပ်ဖို့လိုပါတယ်ဒါမှလည်းအကျိုးမြတ်တွေအများကြီးရရှိမှာဖြစ်ပါတယ်ကံရာသီဝါတွေအတွက်2026ခုနှစ်မှာကြုံတွေ့လာနိုင်တဲ့အညံပိုင်းတွေကိုတင်ပြပေးရမှာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေအနေနဲ့ကတော့မပြောင်းကျင်တဲ့နေရာကိုကိုမသွားကျင်တဲ့နေရာကိုတောင်းရွှေ့ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ငယ်ရွယ်တဲ့ဝန်ထမ်းတွေအနေနဲ့ကိုကဘလောက်ပဲကောင်းအောင်လုပ်အကြီးအကဲတွေရဲ့ညုံညင်မှုအထင်လွဲမှားမှုတွေကိုခံရမဲ့ကြုံတွေ့နိုင်မဲ့နှစ်ဖြစ်ပါတယ်အလုပ်ထဲမှာအလုပ်လုပ်နေပေမဲ့လည်းစိတ်နဲ့လူနဲ့မကတ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်အကြီးအကဲတွေအနေနဲ့လည်းလက်အောက်ငယ်သားတွေကြောင့်စိတ်တော့ကရောက်ရတာမျိုးစိတ်ညစ်စရာကြုံတွေ့တာမျိုးတွေကြုံတွေ့နိုင်ပါတယ်လူငယ်တွေအနေနဲ့ကတော့ပညာရေးဘက်မှာကိုကြီးမှန်းထားတဲ့ပန်းနိုင်ကိုရောက်ရှိဖို့အတွက်ချက်ကိုချက်ခဲစူးစမ်းမဲ့နှစ်ဖြစ်ပါတယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့အချစ်ရေးအိမ်တော်ရေးကိစ္စတွေမှာအခက်အခဲတွေကြားထဲကအဆင်ပြေသွားမဲ့နှစ်လည်းဖြစ်ပါတယ်ကျန်းမာရေးအနေနဲ့အမျိုးသားတွေအတွက်ကတော့ခါနာတာခါအောင်တာမျိုးကြုံတွေ့နိုင်ပါတယ်အမျိုးသမီးတွေအနေနဲ့ကတော့အမျိုးသမီးဆိုင်ရာယောဂမျိုးတွေဖြစ်တာမျိုးတိမ်မှာအလုံးတည်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုတည်းပို့ပြီးတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကို Messenger ကဖြစ်စီ Viber ကဖြစ်စီဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်